ကျွန်တော်လုပ်ငန်းလုပ်တဲ့တက်တန်းတစ်ချောင်းမှာလုံးဝတန်ဖိုးမဖြတ်နိုင်တဲ့ business principle 5ခုရှိတယ်အဲ့ဒီ5ခုအခုထိလည်းကျင့်သုံးနေတော့မှာမိတ်ဆွေတို့လည်းအဲ့5ခုကျင့်သုံးနေဆိုရင်ကိုယ်ပိုင်လုပ်ငန်းတေးသေးလေးပဲလုပ်လို့ကြီးပဲလုပ်လို့ implement ကိုအကျိုးရှိရဆိုတာတွေ့ရလိမ့်မယ်နံပါတ်1က rejection goals လို့ခေါ်တယ်ဘာလို့ကျွန်တော်တို့က approve မလုပ်ခံရတာတွေအငင်းခံရတာတွေဆုံးရှုံးတာတွေအဲ့လိုမျိုးတွေရှိရဗျာပြောရမှာဆိုကျွန်တော်တို့ကတခုခုဈေးရောင်းလိုက်တယ်ဈေးရောင်းလိုက်တဲ့ခါကျရင်ကျွန်တော်တို့ရောင်းတော့လူတွေကမဝယ်ဘူးဆိုတဲ့ဟာမျိုးပေါ့အဲ့ဒါကို rejection ဖြစ်တယ်လို့ခေါ်တာပေါ့နော်အဲ့ rejection ကိုကျွန်တော်က goals တွေနဲ့ထားမှာပြောချင်တာလူရောက်100ကိုငါရောင်းပြီးတော့အငင်းခံလိုက်မယ်လူ1ယောက်ရောင်းပြီးတော့ငင်းခံပြီးတော့ငါဆက်မရောင်းချင်တော့ကွာဆိုပြီးနေမဲ့စားလူရောက်100ကိုလိုက်ရောင်းမယ်ပြီးတော့ငင်းမယ်ဘယ်နှယောက်ငင်းမတော့အဲလူရောက်100ကိုရောင်းလို့90ငင်းမယ်မလားဒါဆိုရင်90ရောင်းဖြစ်မှာပဲလေဟုတ်တယ်မလား10ယောက်လောက်ကိုရောင်းပြီးတော့10ယောက်လောက်ဇက်တိုက်အငင်းခံပြီးတော့စိတ်ညစ်ပြီးတော့ပြန်လှည့်သွားမယ်စားကျွန်တော်ဒါဆိုရောက်100တိရောင်းကြည့်ပါပြီးရင်ရောင်း50 sales ကိုယူမှာဟုတ်တယ်နော်နံပါတ်2က best strategy မှာမဆိုအားနည်းချက်ရှိအဲ့တော့ best strategy မှာ 100% အောင်မြင်ဆိုတာမရှိဘူးမိတ်ဆွေတို့ဘလောက်ပဲ strategy ရေးဘလောက်ပဲเนาะနာမည်ကြီးတဲ့ business consultant နဲ့ပဲတွေ့ 100% အောင်မြင်မှုဆိုတာမရှိဘူးအရာအားလုံးမှာစီးပွားရေးမှာကျွန်တော်က experiment ပဲရှိတယ်အဲ့တော့ experiment များလုပ်လေပုံမြင်လေအမားတွေနည်းနည်းသွားလေပဲအဲ့တော့မိတ်ဆွေတို့ experiment ဘလောက်လုပ်နေလဲအရေးကြီးတယ်နံပါတ်3ချက် decision ချတဲ့နေရာမှာအစိုးဆုံး decision ဒီပါလဲဆိုတော့ decision မချခြင်းပဲ there is no bad decision မှားယွင်းတဲ့စိုးရတဲ့ decision ဆိုတာမရှိဘူး decision မချတာဒါအစိုးဆုံးတခုခုလောက်တော့မယ်ဆိုတွေးဝေးနေဟိုကလောက်ရင်ကောင်းမလားဒီကလောက်ရင်ကောင်းမလား no အဆင်မပြေဘူးတခုခုချလိုက်အဲ့ decision ကြောင့်ဆုံးရှုံးသွားပါစေသင်ခန်းစာရမချမနဲ့ဒီအတိုင်းတန်းလိုင်းဆွဲသွားပြီဆိုရင်အဲ့ဒါဘယ်မှမရောက်ဘူးအဲ့ဒါပိုဆိုးတယ်အဲဒါကြောင့်အဆိုးရွားဆုံး decision ဒီ decision မချခြင်းပဲဟုတ်ပြီနော်နောက်တစ်ခုကကျတော့ဒါကလုပ်ငန်းစတဲ့လူတွေအတွက်နော်တကယ်တော့ကျွန်တော်တို့က300ကို31000ကိုရောင်းအောင်မှာမဟုတ်ဘူးဗမာငွေ1000မို့ရောင်းနိုင်ဖို့ target ထားမှာအခုမှလုပ်ငန်းစတယ်ဗျာကျွန်တော်350ရချင်ကျွန်တော်300ရချင်ကျွန်တော်900ရချင်တယ်အဲ့လိုလုပ်လို့မရဘူးကျွန်တော်ဗမာငွေ1000ရင်ဝင်နေတယ်ဟိုစဉ်းစားရမှာအဲ့1000ဝင်အောင်ဘယ်လိုလုပ်လဲပြီးမှ2000ဝင်အောင်ဘယ်လိုလုပ်လဲအဲ့ဒီဟာဒီအဲ့ဒီ idea ဒီတော်တော်ကြီးကို powerful ဖြစ်တယ်စဉ်းစားကြည့်နောက်ဆုံးတစ်ချက်က market ကိုအမြဲတမ်း test လုပ်ဖို့အတွက်ကျွန်တော်ဘယ်သူရောင်းမလဲဆိုတော့တိသွားရေးဆိုရင်တော့မှအဲ့ရောင်းမယ်လို့ရွေထားတဲ့လူဒီကိုပစ္စည်းပေါ်ဘယ်လို response လာမလဲဆိုတော့ကျွန်တော်မသိအဲ့ချိန်မှာကျွန်တော် test လုပ်ရတယ် test လုပ်ပြီးမှဒီအောင်ဒီ large scale ပေါ့နော်အများကြီးသွားလို့ရတာနည်းနည်းလေးပဲသွားရမှာလားစဉ်းစားအဲ့တော့ market ကိုအမြဲတမ်းစမ်းကြည့်ဖို့လိုအပ်တယ် okay အဲ့တော့ဒီ idea 5ခုမိတ်ဆွေတို့သုံးနိုင်မယ်လို့ယူဆပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်